လူကြောက်တွေကသာနိုင်ငံရေးကိုရှောင်လွှဲကြတယ်ဒါပေမဲ့လူမိုက်တွေကတော့နိုင်ငံရေးသမားတွေကိုယုံကြည်ကြတယ်လူကြောက်ကနိုင်ငံရေးစိတ်မဝင်စားဘူးလို့ပြောလေဘာလို့လဲဆိုတော့ပဋိပက္ခတွေကိုသူရင်မဆိုင်ရလို့ပဲလူမိုက်ကတော့မတူဘူးသူကတော့အမှန်တရားထက်စိတ်သက်သာရမှုကိုပိုမှတ်မောလို့ပဲနှစ်ယောက်လုံးဟာနောက်ဆုံးမှာတော့အတုံးချခံဘဝနဲ့ပဲအဆုံးသတ်ကြရတာပါပဲနိုင်ငံရေးဆိုတာကျင့်ဝတ်သိက္ခာတွေမိန့်ခွန်းတွေဒါမှမဟုတ်ရွေးကောက်ပွဲတွေအကြောင်းပဲမဟုတ်ပါဘူးအဲ့ဒါဟာစနစ်တစ်ခုအကြောင်းပဲဖြစ်ပါတယ်ဘသူကမလုံးတွေကိုတတ်မှတ်ပေးတယ်လဲဘသူကစကလုံးတွေကိုထိမ့်ချုပ်ထားတယ်လဲဘယ်လိုမေးခွန်းမျိုးကိုပဲမေးခွင့်ရှိရမယ်ဆိုတာကိုဘသူကဆုံးဖြတ်တယ်လဲဆိုတာတွေပဲဖြစ်တယ်ပလီတို့ကတတိပေးခဲ့ဘူးတယ်အများပြည်သူဆိုင်ရာကိစ္စရပ်တွေကိုလစ်လူရှုခြင်းရဲ့တန်ဖိုးဟာမင်းထက်ညံပြင်းတဲ့လူတွေရဲ့အုပ်ချုပ်မှုကိုခံရခြင်းပဲတဲ့လူအများစုကပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေဒေါသထွက်စရာထုံနှန်းစင်လာတွေအပြည့်နဲ့ပြကွက်တွေကိုပဲစောင့်ကြည့်နေကြတယ်ဒါပေမဲ့စနစ်ကိုမြင်အောင်ကြည့်တဲ့သူတွေကတော့ပိုကောင်းတဲ့မေးခွန်းတွေကိုမေးတတ်ကြတယ်ဘသူကအကျိုးအမြတ်ရတယ်လဲဘသူကဖေးဆက်နေရတယ်လဲဘသူကညင်းပဲပိုင်းကွက်မရှိတာလဲဆိုပြီးတော့ပေါ့ဒီလိုသာကြည့်တတ်သွားရင်မင်းရဲ့နိုင်ငံရေးအမြင်ဆိုတာအရင်လိုဘယ်တော့မှထက်ကူညီတော့မှာမဟုတ်ဘူး